Ares Empire ရဲ့မြို့တော်ကြီးကတော့အေးဆေးပဲရင်းပြမှာလဲအာဇာနေမြင်းစည်းရုပ်ကြီးနဲ့လူတွေကတော့ပျော်လို့ပါပဲကင်းလဲနေတဲ့စစ်သားနှစ်ယောက်ကတော့ငိမ့်လားကြီးလားဆိုပြီးစောက်ပြေးထုနေကြတယ်တော်ရကောင်တွေဘာမှလုံးနိုင်မှာမဟုတ်ဘူးလို့ထင်နေကြတာပါနန်းတွင်ကိုရန်တော်တွေကအကုန်ရှင်းထားပြီးပြီဆိုပြီးဖင်ကောင်းကျဲနေကြတယ်ဒါပေမဲ့မြောက်ခန်းထဲမှာတော့အရှင်တွေကတင်းမာနေပါပြီတော်လိုင်းသမားတွေကဒီည Agrid ကိုတက်ပြီး Empire ကိုအမုန်းကျိတ်ဖို့တိုင်ပင်နေကြတယ်အဲ့ဒီမှာအရေးကြီးဆုံးတာဝန်ကိုပေးခံရတာကကျွန်တော်တို့ရဲ့ဆက်လိုက်လိုကန်ပဲသူ့ကို Empire ရဲ့လူဝက်ကျန်းစာကိုအတက်နဲ့လဲပြီးကောက်ခွဲဖို့ခိုင်းလိုက်တာလိုကန်ကလည်းအေးငါတိတယ်ဆိုပြီးထွက်လာခဲ့တယ်လမ်းမှာတူးနဲ့ရင်းနေတဲ့နိုင်တယောက်ကလိုက်လာပြီးမင်းကတကယ်မျိုးရှိပဲဆိုပြီးလာမြောက်ပြနေခဲ့တယ်လူကန်ကတော့အဲ့ဒါတွေကိုစောက်ကြည့်မဆိုင်ဘူးတူဒီတာဝန်ကိုယူရတာကမျိုးရှိစိတ်ကြောင့်မဟုတ်ပါဘူးကဲဂျမာကပေးတဲ့ငရဲကြောင့်ပဲတကယ်တော့လိုကန်ဆိုတာအရင်ကစောက်တုံးမကြတဲ့ကောင်ပဲဖြစ်တယ်လူငယ်တဲ့စင်တွေကတူညီရိုနီယာနဲ့ဓာချင်းရှင်ခုတ်တာတုံးနေပဲလေ့ကျင့်ရတဲ့ညီဖြစ်သူကိုစင်နေလေ့ကျင့်ထားတဲ့လူကန်ကချုံသွားတာပါလူတကာရဲ့ကဲရဲတာကိုခံရတော့စိတ်တူပြီးလူကန်ကတူညီကိုအစိတ်ခက်တက်ဖို့ကြိုးစားခဲ့တယ်အဲ့ဒီမှာတင်သူ့အဖေကဒေါ်လာထွက်ပြီးမင်းကတာမဟုတ်တော့ဘူးအိမ်ကဆင်းသွားတော့ဆိုပြီးနေထုတ်လိုက်တာပါအိမ်ကနေထုတ်ခံရပြီးနောက်ဆင်နေကြတော့သူကကြီးစားစစ်သားဖြစ်နေပါပြီနောင်သားတွေရနေပေမဲ့အရှိန်နှောင်းသွားခဲ့ပါပြီမိုးရွာတဲ့နေ့တစ်နေ့မှာတူညီရိုနီယာကိုအင်ပါယာကလူမြင့်ကွင်းမှာခေါင်းဖြတ်တက်တော့မယ်ဆိုတဲ့သတင်းကိုကြားလိုက်ရတယ်လူကန်တယောက်ယူမတက်ပြီးတော့ပြီမဲ့နှောက်ချသွားခဲ့တယ်တူညီရဲ့ခေါင်းပြတ်ကြီးကိုစစ်သားတွေကမြောက်ပြနေတာကိုမြင်လိုက်ရတဲ့အချိန်မှာလူကန်ရဲ့ကဘာကြီးပျက်စီးသွားခဲ့တယ်အဲ့ဒီနေ့ကစပြီးသူကအင်ပါယာကိုဖျက်ဆီးဖို့ပဲကြွေးကြော်ခဲ့တာအခုလက်ရှိအချိန်မှာတော့အင်ပါယာစစ်သားတွေကလူကန်နောက်ကိုလိုက်နေပြီအဲ့ဒီစပင်းနီကောင်စီမှာကျန်းစာရှိတယ်ဆိုပြီးဝိုင်းအောင်နေကြတာလူကန်တယောက်တည်းလမ်းပိတ်နေခဲ့ပါပြီတေချင်းစိုးတွေလာကြစမ်းဆိုပြီးရှိကားလာတဲ့ကောင်ကိုလေဘင်းကိုဓာတ်နဲ့ထိုးဖောက်လိုက်တယ်နောက်ကလာတဲ့ကောင်တွေကိုလည်းအင်ပါယာခွေးတွေကိုတက်ရတာအရတာရှိလားကြီးလားဆိုပြီးတကောင်ပြီးတကောင်အတေတက်နေတာဒါပေမဲ့လူအင်အားကမမျှတော့ဘူးဝိုင်းထားခံရပြီငါဒီမာတင်တေရတော့မှလားဆိုတဲ့အတွေးဝင်လာတော့လူကန်ကခနဲ့တက်ပြောလိုက်တယ်ပြီးတော့အပြားရောင်ဆွဲအိမ်လုံးကြီးကိုထုတ်ပြီးဆုပ်ရှည်ပြေးလိုက်တယ်အကုန်လုံးငါနဲ့အတူငရဲကိုလိုက်ခဲကြစမ်းဆိုပြီးဘုံခွဲချလိုက်ပါတယ်အလင်းသားကြီးဖြာထွက်သွားပြီးလူကန်တယောက်နောက်ဘွားကြရင်တော့ငါမိသားစုကိုတောင်းမှတ်ခွင့်ရပါစေလို့ဆုတောင်းရင်တိတ်ဆုံးသွားခဲ့ပါတယ်ဒါပေမဲ့မျက်လုံးဖွင့်လိုက်တော့သူကအမောင်တုတွေမှမဟုတ်ပဲဂရင်ပေါ်မှာရောက်နေတာပါခေါင်းကလည်းဆောင်းအံကိုကိုက်နေသေးတယ်ဘေးနာကအစီကန်ရစ်ကိုမြင်လိုက်ရတော့မှသူလွန်ခဲ့တဲ့အနှစ်30ကာလကိုပြန်ရောက်နေမှတီးလိုက်ရတာငါဘာလို့အတက်ရှင်နေတာလဲလို့မေးလိုက်တော့ရစ်ကတော့ငါတခင်လေးခေါင်းထိပြီးယူရပြီဆိုပြီးဆရာဝန်တော့ခေါ်တော့တာပဲအဲ့ဒီချိန်မှာတကားပွင့်လာပြီးတူညီလေးရိုနီယာဝင်လာတယ်လူကန်တယောက်စော့အားတွားတာပေါ့အရင်ဘွားကတူနှိမ့်ဆက်ခဲ့တယ်တူစော်ကားခဲ့တဲ့ညီလေးဆိုတော့လေတူရိုနီယာကိုမြင်တော့ငိုချပြီးဆွဲဖက်လိုက်တယ်ရိုနီယာကတော့ကြောင်တောင်ဖြစ်နေခဲ့တယ်အကိုကြီးဘာဖြစ်လို့လဲဆိုပြီးမင်းနေချတယ်လူကန်ကတော့ငါတောင်းပန်ပါတယ်ကွာငါတကယ်မားခဲ့တာပါဆိုပြီးအချုံချုံငိုနေတော့တာရိုနီယာပြန်တော့မှလူကန်ကစဉ်းစားတယ်ဒါအိမ်မက်မဟုတ်ဘူးဆိုရင်ငါအရာအားလုံးကိုပြောင်းလဲပြရမယ်အင်ပါယာနဲ့စိတ်မဖြစ်ခင်မိသားစုမပြတ်စည်းခင်မှာတူကြိုတီပြင်ဆင်ရတော့ပါမယ်သူ့ဖေဖတ်ထရစ်ရဲ့ရုံးခန်းကိုတိုးလိုက်လမ်းမှာအစိမ်းကန်းတွေကလူကန်ကိုမြင်တာနဲ့ဖင်ထိုင်ကြပြီးကြောက်နေကြတာအရင်ကသူကစောက်ကြည့်မကောင်းတော့လူတိုင်းကသူ့ကိုမြင်ရင်တေမင်းမြင့်တယ်လို့ကြောက်နေကြတာပါသူကကူညီပေးဖို့လက်ကမ်းလိုက်တာတော့အစီအမလေးကအတက်ချမ်းသာပေးပါဆိုပြီးငွေကိုတောင်းပန်နေတာငါယူကအဲ့လောက်တောင်ကြောက်ဖို့ကောင်းနေလားဆိုပြီးမန်နဲ့ပြန်ကြည့်နေရသေးတယ်နောက်ဆုံးတော့တူ့ဖေနဲ့တွေ့ပါပြီအရင်ဘွားကတော့တူ့ဖေကိုရက်ဆက်တဲ့လူလို့ထင်ခဲ့ပေမဲ့အခုမှတီးလိုက်ရတာကတားတရကိုအိမ်ကနေထုတ်ရတာဘယ်တော့ရင်နာဖို့ကောင်းလဲဆိုတာပဲလူကန်ကယူသေးသေးပဲဂါရဝပြုတ်လိုက်တယ်တူ့ဖေကအံ့ဩပြီးမင်းပါကီစာရှိလို့လဲလို့အေးဆက်ဆက်မေးတော့လူကန်ကကျွန်တော်မိသားစုတင်းကြိုင်းနာမှာတီးတန့်လေးချင်းချင်းလို့ခွင့်ပြုချက်တောင်းတာပါဖေဖေလို့ပြန်ဖြေလိုက်ပါတယ်ဒီပိုင်းကဒီမှာပဲပြီးသွားပါတယ်ဗျအားပေးရတဲ့ငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်နောက်မှပဲပြန်တွေ့ကြပါမယ်